အားလုံးပဲခရစ်တော်နာမ၌မင်္ဂလာပါဒဇိန်တယောက်ကိုကူညီဖို့ကို့မှာဘယ်လောက်ထိတာဝန်ရှိတယ်လဲဆိုပြီးမေးခွန်းမေးဖို့ကြပါသလားကျမ်းတဲ့ပုဂ္ဂိုလ်သူကခရစ်တော်ကိုအကဲဆန်းဖို့ရန်အတွက်ငါနဲ့ဆက်ဆိုင်တော့သူကဘယ်သူလဲဆိုပြီးမှမေးခွန်းမေးဖို့ပါတယ်ဒီမေးခွန်းရဲ့နောက်ခံမှာသူ့ကိုယ်သူဖြောင့်မတ်တယ်လို့ခံယူထားပါတယ်ဘယ်သူတွေကငါနဲ့ဆိုင်တယ်လဲဘယ်သူတွေကငါနဲ့မဆိုင်ဘူးလဲဆိုတဲ့စီးပေါင်ကိုလည်းသူချထားပါတယ်ယေရှုခရစ်ကတော့ဒီမေခွန်းကိုတိုက်ရိုက်မဖြေပဲပုံဥမာတစ်ခုနဲ့တုတ်ပြန်ခဲ့ပါတယ်ဂျေရုဆလင်မြို့ကနေယေရီခေါမြို့ကိုဆင်းသွားတဲ့လူတစ်ယောက်အကြောင်းကိုပြောပြပါတယ်။တမိုင်းကြောင်းအရဒီခီးဟာမိုင်19မိုင်ရှည်လျားပြီးပေပေါင်း3000ကျော်မှတ်ဆောက်ကကြောက်ဆောင်တူထက်တဲ့တောလန်ခီးဖြစ်ပါတယ်။အကအကွယ်မဲ့ခီးသွားများကိုဓမြတွေကခြုံကိုတိုက်ခိုက်လေးရှိတဲ့ကြောင့်မလို့၎င်းကိုတွေးလန်းခီး bloody way ဟုလည်းခေါ်ဝေါ်ခဲ့ကြပါတယ်။ပုံဥမာထဲမှာလူတစ်ယောက်ဟာအဝတ်ဒဇာများချွတ်ယူခံရပြီးရိုက်နှက်ကတေလူနီးပါးပြစ်ထားခြင်းကိုခံခဲ့ရပါတယ်။ဒီအချက်ကအလွန်မတမအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာအဝတ်စားမရှိဘူးတတိလစ်နေတာကြောင့်သူ့ရဲ့ဝိသေသလက္ခဏာများပျောက်ဆုံးနေပါတယ်။အဲ့ဒီခေတ်တုန်းကအဝတ်စားကိုကြည့်ချင်းအဖြစ်ဒီလူကဘယ်လိုမျိုးလူလဲဘယ်အတန်းစားလဲဆိုတာကိုခွဲခြားသိနိုင်တဲ့အသက်ကြောင့်မလို့ဖြစ်ပါတယ်။သူ့ရဲ့ယာတုကိုပြသနိုင်တော့ဝတ်စားမရှိသလိုသူ့ရဲ့လေတံကိုလည်းကြားနိုင်မဲ့စကားပြောနိုင်စွမ်းလည်းမရှိတော့ပါဘူး။သူဟာအကူအညီလိုအပ်နေတဲ့လူသားတစ်ယောက်တက်ဖြစ်နေပါတယ်။အဲ့ဒီလမ်းမှာယေဘရဟိနဲ့လေဝိလူတို့ရောက်လာကြပါတယ်။ပထမဦးဆုံးယေဘရဟိသူကထိုလမ်းအတိုင်းဆင်းလာပါတယ်။အဲ့ဒီနောက်မှာလေဝိလူသူလာပါတယ်။ဒီပုဂ္ဂိုလ်တွေဟာဘာသာရေးခေါင်းဆောင်မှုဆိုင်ရာမှာအမြင့်ဆုံးသောခေါင်းဆောင်တွေဖြစ်ပါတယ်။ယေဘရဟိများဟာအာရုံရဲ့တောင်းစီမြင်းဆက်များဖြစ်ပြီးလေဝိတွေဟာဗိမာန်တော်မှာအမှုတော်ထမ်းဆောင်ဖို့ရန်တီးတက်ဖယ်သားခြင်းခံရတဲ့အမျိုးနွယ်တွေဖြစ်ပါတယ်။သူတို့ဟာဒဏ်ရာရတဲ့လူကိုမြင်တော့လည်းပဲလမ်းတစ်ဖက်ကိုရှောင်ပြီးသွားကြပါတယ်။ဘာကြောင့်လဲအချို့သောဓမ္မပညာရှင်များကဒီလူတွေဟာယေဘရဟိနဲ့လေဝိလူမျိုးတွေဟာလူတီကောင်အလောင်းကိုမထိရဘူးထိရင်တော့မတတ်ရှင်းဘူးဆိုပြီးမှခံယူထားတဲ့အတွက်ကြောင့်မလို့လဲဖြစ်တယ်ဆိုပြီးပြောကြပါတယ်လူတီအလောင်းကိုထိရင်တော့9ရက်တိုင်မတတ်ရှင်းဘူးဆိုပြီးမှတတ်မှတ်ခြင်းခံရတယ်လို့တောလီအကျမ်းမှာဖော်ပြထားပါတယ်ဒါပေမဲ့ယေရှုကသူတို့အတွက်ဆင်ခြင်မပေးခဲ့ပါဘူးယေရှုကဒီအချက်ကိုမိမောင်းထိုးပြရင်ဘာသာရေးထုံးတမ်းစင်လာတွေဟာလူသားချင်းစာနာမှုတဲ့ပိုအရေးမကြီးဘူးဆိုတာကိုသင်ပေးနေပါတယ်နားထောင်နေတဲ့ဂျူးလူမျိုးတွေဟာယေဘရဟိနဲ့လေဝိလူပြီးရင်တော့တာမန်ဂျူးလူမျိုးတယောက်လာပြီးကယ်တင်လိမ့်မယ်ဆိုပြီးမှသူတို့ကမျောလင့်ရင်းနဲ့နားထောင်နေပါတယ်ဒါပေမဲ့ယေရှုကသူတို့အမုန်းဆုံးသောယန္တုဖြစ်တဲ့ရှာမာရိလူကိုဇက်လိုက်အဖြစ်နဲ့ပွဲထုတ်လာပါတယ်ဘာကြောင့်လဲဆိုတော့ဂျူးတွေနဲ့ရှာမာရိလူတွေဟာနှစ်ပေါင်းရာချီမုန်းသီးလာခဲ့ကြတဲ့လူတွေဖြစ်ပါတယ်ဂျူးတွေကရှာမာရိလူတွေကိုမျိုးမစစ်တဲ့လူဘာသာရေးဖောက်ပြန်နေတဲ့လူတွေလို့ဆိုမှယွန်ရှာပွဲအဖြစ်သတ်မှတ်ထားကြပါတယ်ရှာမာရိလူဟာဒုက္ခတွေကိုမြင်တဲ့အခါမှာဂယုဏစိတ်ရှိပြီးသူ့ရဲ့ယင်ထဲကနေနှက်ဆိုင်စွာခံစားခဲ့ရပါတယ်သူကစိတ်မကောင်းဖြစ်ယုံတယ်မဟုတ်ပဲလက်တွေ့ကူညီခဲ့ပါတယ်အနာကိုစီလိန်စပြည့်ရထည့်ပြီးမှပတ်တီးနဲ့စီးပေးခဲ့ပါတယ်သူ့ရဲ့မြင်းပေါ်ကိုတင်ပြီးမှဇီးရဲ့တဲကိုခန်းကိုယ်တိုင်ခေါ်သွားပြီးမှပြုစုပေးခဲ့ပါတယ်ပြီးရင်တော့ဒင်နရီနှစ်ပြားကိုပေးခဲ့ပြီးနောက်ထပ်ကုန်ကြစရိတ်ရှိရင်လည်းပြန်လာတဲ့အခါပေးမယ်လို့တောင်းယူခဲ့ပါတယ်အဲ့ဒီအခါအရဒင်နရီတစ်ပြားကိုတရက်လောက်အခါဖြစ်ပါတယ်ဒင်နရီနှစ်ပြားဟာတဲကိုခန်းမှာနေဖွင့်အတွက်ရက်သက်တစ်ပတ်အတော်အကြာနေထိုင်ဖို့အလုံလောက်ဖြစ်တယ်လို့ဆိုပါတယ်ယေရှုပုံပြင်ကိုအဆုံးသတ်ပြီးကျမ်းသက်ပုဂ္ဂိုလ်ဘက်ကိုလှည့်ကအဲ့ဒီ3ယောက်ထဲကဘသူကသမျှလက်ထဲသို့ရောက်တော့သူရဲ့အိမ်ကြီးချင်းကောင်းဖြစ်တယ်လဲဆိုပြီးမှမေးခဲ့ပါတယ်အစောနာကကျမ်းသက်မေးခဲ့တဲ့ငါနဲ့ဆက်ဆိုင်တော့သူကငါရဲ့အိမ်ကြီးချင်းကဘသူတွေလဲလို့ဆိုတဲ့မေးခွန်းကနေခရစ်တော်ကသူ့ရဲ့မေးခွန်းကိုပြောင်းပြန်လှန်လိုက်ပါတယ်ဘယ်သူကအိမ်ကြီးချင်းကောင်းပြီးသားတယ်လဲလို့မေးနေခြင်းဖြစ်ပါတယ်ဒါကခရစ်တော်အတိကသင်ခြင်းနဲ့အနှစ်သာရဖြစ်ပါတယ်အိမ်ကြီးချင်းဆိုတာကျွန်တော်တို့သတ်မှတ်ထားရမယ်သတ်မှတ်ရမယ်အမျိုးအစားမဟုတ်ပါဘူးသင်ကိုယ်တိုင်ဖြစ်ပါတယ်လူမျိုးဘာသာအဆင့်တန်းကွဲပြားမှုဟာများဟာမြတ်တာတရားကိုမသားစီးသင့်ပါဘူးခရစ်တော်ရဲ့နောက်လိုက်များဟာ
ဒီလူဟာငါရဲ့လူလားဟုမေးမဲ့အစားသူအကူကြီးလူနေသလားဟုသာမေးတင်ပါတယ်ယနေ့ခေတ်ချို့တော်မှုတော်ဆောင်များဟာငါရဲ့လူငါလူမျိုးကိုမှငါဖွဲ့စည်းငါအတင်းသားငါလုပ်ဖို့ဆောင်ဖက်ဆိုပြီးမှစီးပေါင်ကိုခတ်တက်ကြပါတယ်ဒီလူတွေကိုပဲကိုနဲ့ဆက်ဆိုင်တော့သူဟုထင်တတ်ကြပါတယ်ခရစ်တော်ရဲ့ဥပမာကတင်ကိုယ်တိုင်သူတစ်ပါးအတွက်အိမ်ကြီးချင်းကောင်းဖြစ်ဖွင့်ရတဲ့ပဲကြိုးစားပါလို့ပြောနေခြင်းဖြစ်ပါတယ်ယေဘရဟိနဲ့လီဝိလူတို့ဟာအလုတ်များနေတော့လည်းပဲရှာမောရိလူဟာမိမိခရီးကိုဖျက်ပြီးမှမိမိရဲ့ပိုက်ဆံမိမိရဲ့စေဝါအချိန်တွေကိုအသုံးပြုကာကူညီပေးခဲ့ပါတယ်စစ်မှန်တဲ့မြတ်တာဟာစိတ်မကောင်းဘူးဆိုတဲ့ပါစက်ကပြောရုံများတာမဟုတ်ပါဘူးလက်တွေ့အနစ်နာခံကူညီခြင်းဖြစ်ပါတယ်ယေဘရဟိတို့ဟာဘာသာရေးအရာမှန်ကန်သောသူများဖြစ်ကြတော့လည်းပဲမြတ်တာတရား၌ကြာရှုံးခဲ့ပါတယ်ရှာမောရိလူဟာဘာသာတရားအရာအပေခံဖြစ်တော်လည်းပဲဘုရားခင်နဲ့တက်တဲ့နှလုံးသားကိုပိုင်ဆိုင်ခဲ့ပါတယ်ဘယ်သူဟာငါရဲ့အိမ်ကြီးချင်းကိုနေဆက်ဆိုင်တော့သူဖြစ်တယ်လေလို့သတ်မှတ်ဖို့မကြိုးစားပါနဲ့တင်ကိုယ်တိုင်သူတစ်ပါးအတွက်ကောင်းသောအိမ်ကြီးချင်းဖြစ်အောင်သာနေပါလို့ခရစ်တော်ကတွင်တင်နေခြင်းဖြစ်ပါတယ်